ရတာမောင်လေးရညီလေးရတယ်နောင်တော်ကြီးစီဒီရွှေတုံဖျားမရဘူးနော်ညီရရတယ်တတရတယ်ညီလေးဒါကတော့နောင်တော်ကြီးစီဒီပေါ့ညီလေးရတတနဲ့ဆေးပဲတုတ်ထားညီလေးရတတနဲ့တူတူစေးနော်အားရပါကြီးဒီပါဒါပါကြီးဖျားလေနောင်တော်ကြီးစီဒီဆိုတာကျွန်တော်တို့စာထဲမှာတော့ကြားတယ်ဂျာပူနာဝါလေးကိုစာဖတ်တယ်ဂျာပူနာဝါလေးမှာတော့ရွှေတကုံဖျားကြီးရဲ့အရင်ဦးဆုံးဟိုဘယ်လိုပြောမလဲတက်တော်ကြီးတယ်လို့ပြောတာပဲအဲ့လိုမျိုးလေးပေါ့အဲ့ဖျားပေါ့ဒါကတော့နောင်တော်ကြီးစီခေါ်ပါရွှေတုံပြပရဝဏ်ထဲမှာပဲရှိတယ်ဖျားပါဟိုကတော့ရွှေတုံပြကြီးဖြစ်ပါတယ်ရှေ့မှာတော့ရွှေတုံဖျားရဲ့ပရဝဏ်နားနေမှာပဲရှိရတယ်ထဲထဲမှာပဲရွှေတုံဖျားကြီးဖြစ်ပါတယ်နောင်တော်ကြီးမိကရှိရွှေပဲရွှေဆိုင်လားရွှေတုတ်ထားတယ်ရတက်တော့ဟာတန့်ပြရဲ့ကြည့်ပြရဲ့အဲ့ဒါဟိုမဟုတ်ဘူးပေါ့အကုန်လုံးအိုက်တိုင်းပဲထင်တယ်နော်ဗျာပါတယ်အုပ်နေမဟုတ်ဘူးဗျာ